မင်္ဂလာပါခင်ဗျာဒီနေ့ကဩဂတ်လ26ရက်အင်္ဂါနေ့ပေါ့2025ဩဂတ်လ26ရက်အင်္ဂါနေ့ပေါ့ကျွန်တော်ဒီမှာတောလျှောက်ခါပင်ကြီးနော်ကိုင်းထုတ်ထားတာကိုကျွန်တော်လာပြီးတော့စစ်တာခင်ဗျာလာကြည့်တာအဲ့တော့တောလျှောက်ခါဆိုတာနာမည်3မျိုးနဲ့ပေါ့ဗျာတချို့လူတွေကရှောင်းနုလို့တည်တယ်တချို့ကတောလျှောက်ခါလို့တည်တယ်တချို့ကရှောက်ဘလူးလို့တည်တယ်အဲ့တော့ကျွန်တော်ဒီတောလျှောက်ခါအကိုင်းတွေကိုကိုင်းထုတ်ထားတာကိုကျွန်တော်ပြမယ်နော်အခြေအနေဘယ်လိုရှိလဲဆိုတော့ကျွန်တော်ဒီနေ့လာကြည့်တာဒါကြတော့ကိုင်းထုတ်ထားတဲ့နေရာမှာဒီအပင်ကြီးတွေနော်အသီးသီးနေတဲ့အပင်ကနေဒီမှာအသီးတွေသီးနေပြီနော်အဲ့တော့ကိုင်းထုတ်တာဘာလို့ထုတ်လဲဆိုတော့အသီးသီးတဲ့အပင်ကအကိုင်းတွေကိုထုတ်လိုက်လို့အမြင့်ထွက်လို့ရှင်အဲ့ဒီအသီးသီးနေပြီးသားဆိုတော့အဲ့ဒီအကိုင်းကအမြင့်ထွက်ပြီဆိုတော့အဲ့ဒီအပင်ကလည်းအသီးတော့တီးတော့မှာပေါ့ဗျာဒီမှာဆိုရင်ဒီမှာကြည့်နော်ဒီမှာအဲ့တော့ဟိုနေ့ကတခါကျွန်တော်ရှင်းပြတဲ့အတိုင်းပဲအကိုင်းထုတ်ကအမြင့်စထွက်တာနဲ့သူကစံချီမီလို့မဟုတ်ဝါယာကျိုးရွယ် size လောက်ရှိတယ်ဒီအမြင့်တွေထွက်တာနော်အမြင့်ကဒီလိုထွက်တာဒီမှာဒါဝါယာကျိုးအရွယ် size ရှိတယ်ဒါတောလျှောက်ကအကိုင်းကြီးအဲ့လိုထွက်တာအဲ့တော့ဒီလောက်အကိုင်းကကျွန်တော်ဖြတ်ချပြီးပန်းဝဲထဲလိုက်ပြီးဆိုရင်ပြမယ်နော်ကျွန်တော်ပြောပြမယ်ခုနဒီပြတဲ့ဒီကိုင်းထုတ်ကနေပြီးတော့ထွက်လာတဲ့အမြင့်ကသူကကိုင်းကိုဖြတ်ပြီးပန်းဝဲကိုထိုးဆိုင်လို့ရှိရင်ထွက်လာတဲ့ဒီစံချီမင်လောက်ရှိတဲ့အမြင့်ထက်ကိုအများကြီးတာတယ်အရာသီးရန်ခံနိုင်တယ်အဲ့တော့ဒီတောလျှောက်ကအကိုင်းကခုနကျွန်တော်ပြတဲ့အတိုင်းအမြင့်ဖွေးနော်ဖွေးတွေအများကြီးထွက်နေပြီဆိုတော့အဲ့ဒါကြီးဖြတ်ပြီးပန်းဝဲထိုးဆိုင်လိုက်လို့ရှိရင်ဒီအဲ့ဒီအမြင့်တွေကပူတော့သူကအမြင့်ကခဏနေရင့်သွားမယ်ရင့်သွားတာနဲ့ဆောင်းတံကိုသူကတော်တော်ခံနိုင်နေပြီခံနိုင်ဆိုအဲ့တော့ကြည့်ပါဦးတောလျှောက်ခါကဈေးကွက်မှာဘယ်လို size မျိုးပဲရှိတယ်လဲဆိုတော့တောလျှောက်ခါကအစိပေါက်ကလေးတွေကိုသူက2ပေအလွန်ဆုံး2ပေပဲအစိပေါက်ကလေးတွေကိုအဲ့ဒါကိုလောင်းနေရောင်းကြလဲ20အထိချို့လဲ$15နဲ့ရောင်းတယ်20နဲ့ရောင်းတယ်အဲ့ size ပဲအဲ့ဒါ market မှာရှိတဲ့ဒီတောလျှောက်ခါပင်ရဲ့ size အဲ့လောက်ပဲအဲ့တော့အဲ့ဒါတွေကပါနှင်းကြတဲ့ပြည်နယ်တို့ဘာလို့မှာဆိုလို့ရှိရင်အကြာကြီးမခံအောင်ပြီးတော့လဲနောက်တစ်ခုကသူကအစိပေါက်ဆိုတော့သူကတပေခွဲ2ပေလောက်ပဲရှိတော့အရွက်ကဘယ်လောက်စားရမလဲအရွက်လည်းအများကြီးမထွက်ဘူးအဲ့လိုမျိုးအယိုးတန်လေးတစ်ချောင်းလေးတက်လာတာအဲ့လိုမျိုးဒါကြတော့ကြည့်လေဒီမှာအသီးကသီးနာတီးနေပြီးသားဒီအကိုင်းနေအဲ့ဒါအမြင့်ထွက်နေဒီအကိုင်းနေဒီအကိုင်းမှာကအသီးကသီးထားပြီးသားအဲ့တော့ तू ကဟောဒီအသီးသီးနေတဲ့အကိုင်းကနေပြီးတော့အမြင့်ထွက်အောင်လုပ်အမြင့်ထွက်လာပြီဆိုတော့သူ့ကိုဖျက်ချပြီးထပ်ဆိုင်လိုက်ရင်ဒီအချိန်ကဒီပန်းဦးထဲထိထပ်ပါလာပြီးတော့ तू ကအသီးတွေကဆက်သီးနေမယ်အပွင့်တွေကဆက်ပွင့်နေမယ်ပြီးတော့ကြည့်ဒီမှာအပွေးတက်နေတဲ့နေရာကနေပြီးတော့အကိုင်းတွေကဒီမှာအကိုင်းခွဲတွေအများကြီးပဲနော်ဒါဆိုရင်2ပေခွဲ3ပေလောက်ရှိတယ်ဒီတောလျှောက်ကအကိုင်းတွေကအရန်ရှင်းပြီးအပင်စီကကြည့်လေဒီမှာနော်အပင်ရဲ့အမြင့်ကိုကြည့်ဒီမှာအမြင့်ကြီးတွေဒီမှာဒါတောလျှောက်ခါတွေနော်တောလျှောက်ခါတွေဒီဘက်မှာလည်းထုတ်ထားတာရှိတယ်အများကြီးဒီမှာကြည့်ဒီအကိုင်းနေရတယ်ဒီမှာကြည့်ဒီမှာအမြင့်တွေတက်လာအမြင့်တွေအများကြီးဒါဝါယာကျိုးရွယ်လောက်ရှိတဲ့အမြင့်စထွက်ခတဲ့ကဝါယာကျိုးရွယ်လောက်ရှိတဲ့အမြင့်ဒါပေမဲ့တောလျှောက်ကအဲ့လိုမျိုးအကိုင်းကိုဖြတ်ပြီးရှောက်ပင်လို့မြန်မာရှောက်လိုမျိုးဖြတ်ပြီးထိုးလိုက်လို့အမြင့်ထွက်ရင်တော့မှဒီလိုကိုင်းအနုနုလေးကိုဖြတ်ပြီးထိုးလိုက်လို့အမြင့်ထွက်ရင်တော့မှ तू ကစံချီမြင်လောက်ပဲရှိတဲ့အမြင့်ကိုထွက်မှာဒါတော့ထွက်မှာမထွက်ဖို့ကများတယ်အဲ့တော့တေချာတာက तू ကဒီမှာကလာကိုင်းလာထုတ်တာကြတော့ကအမြင့်ထွက်နိုင်ကြီးကပိုများတယ်အပူကြိုက်တယ်ဆိုတော့ဒီမှာကျွန်တော်တို့ဘက်ကယာသီးလူမှာ तू ကအမြင့်ကဒီလိုထုတ်တာဝါယာကျိုးအရွယ် site အမြင့်ကိုထွက်တာနော်အဲ့တော့ဒီတောလျှောက်ကကိုင်းကိုဓာကြီးကိုဖြတ်ပြီးပန်းဦးတဲ့ထိန်ဒီကဘယ်လောက်ရှိမလဲနော်ဒီမှာအမြင့်ထွက်နေပြီနော်ဒါအပင်ဖြစ်နေပြီအသီးလည်းတန်းလန်းနေနော်ဒီမှာအသီးတောလျှောက်ကသီးတွေဒီမှာအသီးတွေဒီမှာပြုတ်နေအောင်သီးတာအများကြီးဒါအပင်ဖြစ်နေပြီအဲ့တော့ဖြတ်ပြီးတော့တိတ်မကြခင်မှာကျွန်တော်ဒီကနေဖြတ်မယ်ဖြတ်ပြီးတော့ဒီအမြင့်ထွက်နေတဲ့ဟာကြီးတွေကိုကျွန်တော်9ကန်လန်ကိုထည့်ပြီးတော့ဟိုနေဖြစ်လိုက်တာနဲ့ထည့်လိုက်တာနဲ့သူကဆက်ပြီးအမြင့်တွေကမာလာတဲ့အခါမှာသူကအပင်ကပြီးရင်အမြင့်တွေမာလာပြီးတော့မြင့်အသစ်တွေထပ်ထွက်လာတဲ့အချိန်မှာသူကဒီကလည်းအညွန့်ကအရွက်တွေစထွက်လာပြန်ထပ်ပြီးတော့ထွက်လာမယ်ပေါ့ဗျာအဲ့တော့ဘာလို့ရမလဲဆိုတော့ဒီကနေပြီးတော့အခုကတော့သူမိခင်အပင်ရဲ့အာဟာရနဲ့ဓာတ်နဲ့သူကအမြင့်တွေကလည်းထွက်နေသလိုဒီအသီးတွေကလည်းရှိနေတယ်ကျွန်တော်ဒီဟာကိုဖြတ်ချလိုက်တဲ့အချိန်မှာကျွန်တော်ဒီအသီးတွေအကုန်ချွေချတော့မှာဘာကြောင့်လဲဆိုတော့ဒီအမြင့်ကသူကရေစုပ်တာတို့ဘာလို့သူ့ဟာသူလောက်ရတော့မယ်ဆိုတော့ကျွန်တော်ကသူ့ကိုဝင်မပိစေချင်လို့ဒီအသီးတွေကျွန်တော်ကအကုန်လုံးချွေချမှာချွေချလိုက်ပြီဆိုရင်သူကတောလျှောက်ခါဒီအကိုင်းကနေပြီးတော့တောလျှောက်ခါအပင်ဘဝတစ်ကိုသူကရတယ်တစ်ကနေစပြီးတော့သူ့အမြင့်တွေကသူ့ရဲ့ function ကိုသူကရေစုပ်တာအာဟာရစုပ်တာအကုန်လုံးကိုသူကနောက်အစာချက်တာအစဒါသူတို့ကိုယ်တိုင်လောက်ရတော့မှာဆိုတော့သူတို့ဝင်ပြီးမှာဆိုလို့ကျွန်တော်ဒါတွေကိုဖြတ်ချမှာအဲ့တော့တောလျှောက်ခါကိုင်းနေချက်ချင်းတော့မရသေးဘူးအဲ့ဒါဒီနှစ်ရောင်းဖို့မဟုတ်လာမယ့်နှစ်ဒီမှာရောင်းဖို့เนาะကျွန်တော်လက်ထဲမှာအဆောင်ရင်းလုံးထားအောင်ပါအဲ့တော့စိတ်ဝင်စားတယ်လို့ရှိရင်ပြောထားတောလျှောက်ခါဒါကဒီလိုဟာမျိုးက market size เนาะမဟုတ်ဘူးတောလျှောက်ခါဈေးကွက်မှာရှိတာကဘယ်လိုဟာမျိုးပဲရှိလဲတောလျှောက်ခါပင်တွေက
အစိတ်ပေါက်တွေပဲရှိတယ်တောလျှောက်ခါကြိုက်တဲ့နေရာမှာလိုက်ရှာဒီဟိုအပင်ဈေးကွက်မှာတောလျှောက်ခါပင်ဒီလိုမျိုးကိုင်းထုတ်ဆိုတာကရှားလဲရှားပါတယ်ရှိတော့ရှိတယ်ချို့နေရာတွေမှာဟိုတပင်စနှစ်ပင်စဟိုအရေအတွက်အများကြီးထုတ်ထားတာမဟုတ်ဘူးဒီမှာတောလျှောက်ခါပင်အကြီးတွေရှိတယ်ဒီမှာထုတ်ထားတယ်အများကြီးအဲ့ထုတ်ထားတဲ့ထဲက3ပုံ2ပုံလောက်ဒီမှာအမြင့်တွေအဲ့လောက်ထွက်နေပြီဆိုတော့ဒါအခြေအနေကောင်းတယ်ဟိုထဲမှာလဲဂျားထဲမှာလဲကျွန်တော်မှထုတ်ထားရရှိတယ်အမြင့်ထွက်တည်နေတာလည်းရှိတယ်မထွက်သေးတာလည်းရှိတယ်အဲ့တော့လိုချင်တဲ့လူရှိလို့ရှိရင်ချက်ချင်းတော့မဟုတ်ဘူးချက်ချင်းတော့မရဘူးစိတ်ဝင်စားရင်တော့ chat box ကနေပြီးတော့ okay စိတ်ဝင်စားတယ်တောလျှောက်ခါပြီးအဲ့လူအကြီးကြီးတွေလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကြိုတင်ပြီးတော့ message ထဲမှာเนาะ chat box ကနေပြီးတော့ message တွေเนาะဟိုပို့ထားပေးပါအဲ့တော့ဒီတောလျှောက်ခါပြီးဂိုင်းထုတ်ပင်နေနဲ့ပတ်သက်ပြီးတော့เนาะဟိုအသေးစိတ်သိချင်တယ်ဆိုရင် chat box ကနေလာမေးပါကျေးဇူးတင်ပါတယ်ခင်ဗျာ